လက်ထဲမှာသိန်း6ကျော်ရှိုံနဲ့တစ်လောက်သိန်း20ကျော်ကိုယ်တိုင်မဲမောင်းမလားအငှားပဲတင်တစ်လောက်သိန်း20ကျော်မျိုးရင်းလားနေဝေးလားတစ်လောက်သိန်း20ကျော်နေ့စဉ်ဝင်ရလဲသိန်းနဲ့ထိဝင်ရပြီးတော့တစ်လောက်သိန်း20ကျော်ပေးသွင်းရုံနဲ့ MG Rovi EV တိုက်စီကိုရွှေပန်နဲ့ချိတ်ဆက်ပြီးရေးချမ်းနဲ့ဝယ်နိုင်မယ့်အခွင့်အရေးအခုဆိုမြန်မာပလာဇာကိုရောက်နေပြီနော်အခုမြန်မာပလာဇာ promotion area မှာ MG Rovi EV တိုက်စီရဲ့ကားတန်မိုးရဲ့ down payment 50%ဖြစ်တဲ့600ကျော်ပေးသွင်းရွှေပန်နဲ့ချိတ်ဆက်ထားမှုလို့3နှစ်အရေးကြာဒီဝယ်ယူပိုင်ဆိုင်နိုင်ပြီးတော့နေ့စဉ်ဝင်ကလည်းသိန်းကနန်းထိဝင်ရှာပေးနိုင်ပြီဒီ MG Rovi EV တိုက်စီကအခုမြန်မာပလာဇာ promotion area မှာ August လ9ရက်ကနေ9ရက်နေ့ထိ3ရက်တိတိရှိနေမှာမို့လို့ EV တိုက်စီကိုအရေးကြာနဲ့ဝယ်ယူခြင်းနေတဲ့ကားချစ်သူတွေအမြန်ဆုံးလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်တယ်နော်